KP တပေါင်းရတာဟာလေဆိုင်မှာ KP တသိန်းလောက်ထည့်ပြီးလို့ရလားခုနေရတာအမရေညီမကိုကေးပင်းကားတော့ဘယ်လောက်ထည့်ပေးပါ့ မတို့ကလည်းနော်ဈေးပြန်နေချင်းပုံမှန်ပဲ အိမ်မှာပြေးပြေးနဲ့ဆော့ကြည့်တာပါအမရေ ပြင်းပြလုံနေတဲ့အမှဈေးချင်းတောင်းနဲ့လဲကြည့်အောင်ကစုံရပဲတွေ့ရတော့တယ်ကိုလို့ပြီလား ဟုတ်လို့ပြီဒါနဲ့သမီးလေးရော ကိုလို့ရဲ့ရှင်လေးကြည့်ပါဦးသမီးလေးကိုကြောင်းအောင်ပုတ်ခဲ့ပြီးပြီလေ ချစ်ဘာလို့ရှင်လဲခုဝယ်ပေးမယ် ထူးထူးဆန်းဆန်းမွေးချင်ပါဘူးတရားစင်တရားလည်းမဟုတ်ဘူးအကိုလည်းမကောင်းချင်ဘူးလေပြီးတော့ကိုလည်းနောက်လို့ရသေးတာမဟုတ်ဘူး ဒါပေမဲ့တခုတော့ပြောပါကိုကတအားဝယ်ပေးရှင် ထူးဆန်းတယ်နော်ကိုပတ်စံပေးရရတယ်မှန်ပြော ဟောလေကိုကြီးတကယ်ကြီးပြောပါသူကကားရောင်းနေတယ်ဟောလေတခြားတကယ်ပြောရမ်းပဲစက်ဆုံးပြောလိုက်သူရောက်ပွဲဖြစ်ပြီးတော့ကိုညာကီးပြီးကိုပတ်စံ15သိန်းထည့်ပြီးရောင်းချစ်ပြောတာတော့လို့ရှင်လေ တကယ် တကယ်ပေါ့ အဲ့ဒါဆိုရင် TV ကြည့်တလုံးတော့လို့ချင်တယ်သမီးလေးက TV ရမ်းကြည့်တာပြောမရ TV ကြည့်တော့သမီးလေးလည်းစီတက်တာတော့ပေါ့ အဲ့ဆိုရင်ကိုဒီတော့ဝယ်ရတယ် အဲ့ဒါဆိုရင်အရင်ဆုံးမျက်နှာတက်လာပြီးရင်ပြင်ထားပြီးလည်းစားအောင်နော် ကို TV ဝယ်ရရင်စားကြတယ်ညောင်း ကိုတော့ပါ โอเค အရင်ဆုံးမျက်နှာတက်လာအောင်နော် โอเค မိတ်ဆွေခေါ်ဆိုနေသောဖုန်းမှာမအားသေးပါရှင်။ Hello ခွေးတောင်စားမင်းကဘယ်နှကပြောရမလဲကေမင်းထမ်းချီးဖို့ဆိုရင်ငါးစီကိုချိန်မတော်ဖုံးမဆက်နဲ့ဆိုတာစောက်ယူကွာအေးရေးပြက်တယ် Hello နေဟောလေ KB ပြေဝေးဖြစ်ကွာပတ်စံလေး9သိန်းတော့ချိပါဟွာလေ9သိန်းမရလေကွာ2သိန်းဆိုလေရတယ်လို့ပါကွာတော့တကယ်ကြီးငါပြန်ပေးပါမယ် ဟေ့
တော့စောက်ဆန်လမ်းချင်းနေမင်းတို့ကောင်မျိုးတော်အာရုံနောက်လာပြီအုံနောက်မရှိရကောင်ဒါပဲကွာဘာကေပေးမှမရှိဘူး အေးပြော ကျေဘာလဲကီဘီ9000လောက်ချီးပါလား ဟာငါလည်းဘလူးကောင်သားမျိုးနဲ့ပေါင်းတင်လာဖြစ်နေတယ်မသိဘူး9000တော့မရအောင်1000တော့ငါလွှဲပေးလိုက်မှာဟုတ်ပြီ ရပါတယ်ကွာ1000လေ1000ပေါ့ဟော1000တော့ချီးပါအောင်နော် ဒီပြောငါခုလွှဲပေးလိုက်မယ်နောက်ကောင်ကဖုန်းမဆက်နဲ့တော့ကွာ ဟုတ်လို့ ဟိုကောင်ကငါတငယ်ချင်းတန်းတိုက်ဆွဲကွာအဲ့ကောင်စလော်ဂိမ်းနေဆော့နေတာကွာဘွားပြက်မိမနဲ့လည်းကွဲသွားပြီအိမ်ပေါ်မှာရှိမြပစ္စည်းလည်းအကုန်ကုန်ပြီအကျွေးတွေရောအတိုးတွေရောကွာတိုင်ပတ်နေအဲ့လည်းနောက်နောက်ရမယ့်ပုံပေါ်ပါဘူးကွာခုလည်း KB 1000လန့်ကြည့်တယ်စလော့ဆော့ကိုလာမသိတော်တော်အသိဉာဏ်မရှိတော့ကွာ ဟာကွေးအစလော့ဂိမ်းတွေ online လောင်းလာတယ်တော့ကြောက်ကောင်းဆိုပဲအဲ့ဒီဂိမ်းတွေကြောင့်ဘာတွေပြည့်လိုက်ပြီအများကြီးပဲဆိုတော့ ဒီပေါ့ ပထမတော့အပြည့်မြစ်တွေဆော့ကြတာပေါ့ဗျာနောက်တော့လည်းအရင်လေးများတန်ရရင်တော်ပါပြီဆိုပြီးတော့ဆက်ဆော့ပြန်အောင်တက်ရှိတာကုန်တော့ဒီကနေပြီးတော့ချီးပြီးတော့ဆော့ကြတာပေါ့ကြာတော့ဘာဖြစ်လာလဲဆိုတော့အဲ့အကျွေးတွေရောအတိုးတွေရောအကုန်လုံးကပြီးပြီးတော့ချုပ်ဆိုရင်ကိုယ့်ကိုယ်စစိုက်ပြောက်ပြီးတရေလို့တော့ရှိရတယ်ပဲ ဒီပေါ့အဲ့ဒီ online ဂိမ်းကြောင့်ကွာဘွားပြက်နေလူရှိနေတာတိတိနေတော့မှာပဲ social media မှာပတ်စံရရင်ပြီးရောဆိုပြီးကြီးညာပေးနေလို့လေငါတကယ်အံ့ဩတယ်ပြီးတော့အဲ့ဂိမ်းတွေကကွာသွားမဆန်းတဲ့နေရာတွေကွာလုံနေလူရှိရင်လေချက်ချင်းရက်ပြင်းတင်နေပြီ ဟုတ်တယ်ကြာအချိန်မီတော့ရိုက်ရင်တော့ရက်ပဲနဲ့ဆက်ပြီးစောင့်နေမယ်ဆိုလို့ရှိရင်တော့တသက်လုံးရှာသမျှပစ္စည်းအကုန်ကုန်ပါပဲအဲ့တော့သိကြတယ် ဒါပေါ့အမှန်ပဲဟောဒီခဏလေးရစကားကောင်းနေမဟုတ်ပါဘူးပတ်စံ1000တိုးရအောင်ဒါလည်းဆောလို့လို့ကိုုံမှာပါပဲကွာ ဟုတ်လား လက်ဖေးဖို့အကျွေးတော်တော်များနေပြီနော် ကျွန်တော်ဆက်ပါမယ်ဗျာ မင်းတစ်ဆက်ကလာပြန်ဆက်မှန်ပြောနေတာမင်းတွေ့သမျှလူပတ်ဆိုင်အကုန်ချီးပြီးမင်းစလော့တွေဆော့ဖြစ်တာဆိုမင်းတော်တော်နာမည်ကြီးနေတာပဲမင်းကိုလေဒီပေါင်လေးချက်မှာမင်းကိုဘယ်သူမှအယုံကြည်မရှိတော့သိလားမင်းနောက်နေငါးဆိုင်အကျွေးဆိုဘယ်တော့မှလာမတောင်းနဲ့ဟုတ်ပြီလား ဟုတ်ကဲ့ပါဘူး ဟ
န်းထိုက်ဆိုကောင်ကစလော့ဂိမ်းနေဆော့ပြီးဘွားပြရတယ်မိမနဲ့လည်းကွဲသွားပြီအိမ်ပေါ်မှာရှိမှပစ္စည်းလည်းအကုန်ကုန်ပြီအကျူးကြီးရောဒူးရောကွာတိုင်ပတ်နေအဲ့လည်းနောက်နောက်ရမယ့်ပုံပေါ်ပါဘူးကွာ ထူးဆန်းတယ်နော်ကိုပတ်စံပေးရရတယ်မှန်ပြောတရားဆင်ပြရလည်းမဟုတ် ကျုပ်ကိုစမ်းကြည့်တရားလို့ကြည့်တယ် ဘူးကိုလည်းမတောင်းချင်ဘူးလေပြီးတော့ကိုလည်းနောက်လို့ရသေးတာမဟုတ်ဘူး ခွေးတောင်စားမင်းကဘယ်နှကပြောရမလဲကေဘင်းထမ်းချိဖို့ဆိုရင်ငါစီကိုချိန်မတော်ဖုံးမဆက်နဲ့ဆိုတာစောက်ယူကွာအေးရေးပြက်တယ် ဟာငါလည်းဘလူးကောင်သားမျိုးနဲ့ကောင်းနေလားဖြစ်နေတယ်တော်နောက်တဲ့ကောင် မင်းတို့လေဒီပေါင်ဝင်းချက်မှာမင်းတို့ဘယ်သူမှအယုံကြည်မရှိတော့ ကိုပတ်စံပေးရရတယ်ကိုပတ်စံပေးရရတယ်မှန်ပြော Thank you.